3 နှစ်တာကာလအတွင်းမှာသူမဟာတောင်ပိုင်းတစ်ခွင်ကရွာပေါင်း23ရွာကိုလှည့်လည်ခဲ့ပြီးလူနာပေါင်း414ယောက်ကိုကုသပေးခဲ့ပါတယ်။သူမရဲ့ဆေးရွက်အိတ်ကတစ်နေ့ထက်တစ်နေ့ပိုလေးလံလာသလို SIS 3စုံတောင်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။သူမရဲ့ဂုဏ်သတင်းဟာလည်းရွာငယ်လေးကဆရာဝန်မလေးဆိုတဲ့အဆင့်ကနေဒန်နာရီလာဒေါက်တာစုဆိုပြီးကြော်ကြားလာခဲ့ပါတယ်။ဒါပေမဲ့ဒီကာလပတ်လုံးအိမ်ရှိဆံမင်းသားနဲ့ပတ်သက်တဲ့သတင်းစကားတစ်ခုတလေမှသူမမကြားခဲ့ရပါဘူး။သူမတွက်ချက်ကြည့်ရတဲ့လောက်ဆိုရင်တော့သူဟာအခုချိန်မှာလက်ထပ်ပြီးလောက်ပါပြီ။လွန်ခဲ့တဲ့3နှစ်ကသူမတောင်ပေါ်မှာဆေးပင်ရှာနေရင်းနဲ့ဒီလူကိုတွေ့ခဲ့တာပါ။သူဟာအရိုက်ခံထားရပြီးတွေးအိမ်ထဲမှာအသက်ငြိမ်နေခဲ့ပါတယ်။သူမသူ့ကိုရွာကိုခေါ်လာပြီးလူမမာပြုစုပေးခဲ့ပါတယ်။သူ့ရဲ့ကိုရံတော်တွေရောက်လာပြီးသူ့ကိုရှာတွေ့တဲ့အချိန်ကျမှသာသူဟာအိမ်ရှိဆံမင်းသားဖြစ်နေမှန်းသူမသိလိုက်ရတာပါ။သူမထွက်ခွာခင်မှာသူမကိုပြောခဲ့တာကအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တအိမ်ထဲမှာအတူရှိနေခဲ့တာကမင်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်။ဒါဟာငါကြောင့်ဖြစ်ခဲ့ရတာမို့ငါတာဝန်ယူပါမယ်။ငါမင်းကိုလက်ထပ်ခွင့်တောင်းနေတဲ့အဲ့ဒီလိုနဲ့ပဲဘာမှမသိနားမလဲတဲ့သူမဟာအဲ့ဒီတောင်ပေါ်ရွာလေးကနေသူ့နောက်ကိုလိုက်သွားခဲ့မိပါတယ်။ဒါပေမဲ့မြို့တော်ကိုရောက်တဲ့အခါမှာတော့သူ့ကိုတဘဝလုံးစောင့်နေခဲ့တဲ့ငယ်ချစ်ဦးမိန်းကလေးတစ်ယောက်ရှိနေတာကိုသူမသိလိုက်ရပါတယ်။အဲ့ဒီမိန်းကလေးဟာသူတို့နှစ်ယောက်အကြောင်းကြားတဲ့အခါဘာတစ်ခုမှမဟခဲ့ပါဘူး။သူပေးထားတဲ့အဆောင်လက်ဖွဲ့လေးကိုသူမစီတိတ်တိတ်ဆိတ်ဆိတ်ပဲလာပေးခဲ့ပါတယ်။ပြီးတော့သူမကိုမင်္ဂလာဝတ်စုံဝတ်ပေးတာကအစမင်္ဂလာဝေါ်ရင်ပေါ်တင်ပေးတဲ့အထိကိုယ်တိုင်ကိုယ်ကျကူညီပေးခဲ့ပါသေးတယ်။မကြခင်မှာပဲအဲ့ဒီမိန်းကလေးဟာမိဘတွေစီစဉ်ပေးတဲ့သူနဲ့လက်ထပ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကတော့သူတို့နှစ်ယောက်ကြားမှာဘာတန်ရောစင်မှမရှိတော့ဘူးလို့သူမထင်ခဲ့မိတာပါ။ဘဝဟာဒီတိုင်းပဲအေးချမ်းချမ်းပြီးဆုံးသွားမယ်လို့တွက်ခဲ့တာပေါ့။ဒါပေမဲ့မင်္ဂလာဆောင်ပြီးချင်းမှာပဲအိမ်ရှိဆန်ဟာစစ်မြေပြင်ကိုထွက်သွားခဲ့ရပြီးဘယ်တော့မှပြန်မလာတော့ပါဘူး။သူမသေးဆုံးခင်မှာလူတစ်ယောက်ကနေတစ်ဆင့်နောက်ဆုံးစာတစ်စောင်ပေးခဲ့ပါတယ်။အစုငါရဲ့ဒီဘဝမှာမင်းကငါအသက်ကိုကယ်ခဲ့တဲ့ကျေးဇူးကျွေးရှိတယ်လို့သူမကိုလက်မထပ်နိုင်ခဲ့တဲ့အတွက်မင်းအပေါ်အပြစ်ရှိတယ်လို့ခံစားနေရတယ်။ငါမှာနေတိုင်းနောင်တတွေနဲ့ပဲနောက်ဘဝဆိုတာတကယ်ရှိခဲ့ရင်ငါတို့တယောက်ချင်းစီအေးချမ်းပါစေတယောက်နဲ့တယောက်ဘယ်တော့မှမဆုံးမရစေနဲ့တော့တဲ့။အဲ့ဒီအချိန်ကြာမှပဲသူမဟာလူတစ်ယောက်လိုအမှန်တရားကိုသိလိုက်ရတာပါ။သူတကယ်ချစ်ခဲ့တာသူမဟုတ်ပါဘူး။ရင်ကွဲမတက်ခံစားရပြီးသူမဟာရန်သူတက်ထဲကိုတယောက်တည်းပြေးဝင်သွားခဲ့ပါတယ်။ရန်သူတွေကသူမကိုတက်လိုက်ကြပေမဲ့သူမမျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့အတိတ်ကိုပြန်ရောက်နေခဲ့ပါပြီ။သူ့ကိုပထမဆုံးစတွေ့ခဲ့တဲ့နေ့ပေါ့။ဒီတစ်ချိန်မှာတော့သူအလိုရှိတာကိုပဲသူမပေးလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီလိုတွေးပြီးအရင်ဘဝကမှတ်ဉာဏ်တွေကိုသုံးကသူ့စီမှာရှိတဲ့အချက်ပြမီးကိုရှာဖွေပြီးမိညှိပေးခဲ့ပါတယ်။ကောင်းကင်ရံမှာအချက်ပြမီးပောက်ကွဲသွားတာနဲ့သူမဟာမိစာတံကိုလွှင့်ပစ်လိုက်ပါတယ်။မကြခင်မှာပဲအဝေးကနေမြင်းခွာတံတွေတုံးနဲ့ကြားလိုက်ရပါတယ်။သူမဟာထောက်မှရှိတဲ့ဆေးအိတ်ကိုကောက်ယူပြီးသူ့မျက်နှာကိုနောက်ဆုံးအကြိမ်ကြည့်လိုက်ပါတယ်။ကြည်ချံရွှမ်းအိမ်ရှိဆံမင်းသားအရင်ဘဝကသူမရဲ့ခင်ပွန်းသူမလှည့်ထွက်လာခဲ့ပါတယ်။တွုတ်ဆုပ်နေတာမျိုးလုံးဝမရှိပါဘူး။ဒါပေမဲ့ခြေတလန်းလှမ်းလိုက်တာနဲ့လူရိပ်တွေကတစီရီလိုနေရအနှံ့ကနေဆင်းလာကြပါတယ်။ဒါတစင်းကသူမလယ်ပင်ပေါ်တက်ရောက်လာပါတယ်။ခေါင်းဆောင်ဖြစ်တဲ့ရွှေလင်းဖုံးကမျက်လုံးတွေအေးဆက်နေပြီးမင်းကဘသူလဲလို့မေးလိုက်ပါတယ်။သူ့ကိုကယ်ခဲ့တဲ့သူပါလို့သူမကတီတီငိမ့်ငိမ့်ပဲဖြေလိုက်ပါတယ်။ရွှေလင်းဖုံးရဲ့မျက်လုံးတွေကတန်တရားတွေနဲ့ပြည့်နေပေမဲ့သူမရဲ့စိတ်အိတ်ကိုရှာဖွေပြီးတဲ့နောက်မှာတော့ဓာတ်ကိုပြန်သိမ်းလိုက်ပါတယ်။မင်းကလူကောင်းတစ်ယောက်ပဲမင်းကလေးမင်းမို့လို့မင်းသားကံကောင်းသွားတာရော့ဒါကဆေးရန်ငွေမင်းသားနန်းတော်ကိုဘေးကင်းကင်းပြန်ရောက်ပြီဆိုရင်မင်းကိုစုလက်တွေအများကြီးပေးမှာပါလို့သူကပြောပါတယ်။ကျမပတ်စံအတွက်ကဲခဲ့တာမဟုတ်ဘူးလို့သူမကညင်းလိုက်ပါတယ်။ဒါဆိုမင်းပါလို့ချင်းလို့လေ။ဖွဲထူးဂုံထူလားပြောရုံသာပြောကျမလိုချင်တာကိုရှင်မပေးနိုင်ပါဘူးလို့သူမကပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းထဲကနေချောင်းဆိုးတန်တဲ့ကြားလိုက်ရတာကြောင့်ရွှေလင်းဖုံးဟာတကားစီပြေးလွှားသွားတော့တယ်။မင်းသားနိုးလာပြီလားတဲ့သူမကတော့တီတီငိမ့်ငိမ့်ပဲရက်နေခဲ့ပါတယ်။စိတ်ထဲမှာရှင်းနေပါပြီအားလုံးပြီးသွားခဲ့ပြီသူမတို့ကြားမှာဘာပဲရှိခဲ့အခုတော့ကြေသွားပါပြီဒါပေမဲ့သူမထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲရွှေလင်းဖုံးကသူ့မရှိကိုပေးရက်လိုက်ပါတယ်။မင်းကလေးမင်းသားကမင်းကိုတွေးချင်နေတဲ့သူမအသက်ကိုပြင်းပြင်းရှူပြီးအခန်းထဲကိုပြန်ဝင်သွားလိုက်ပါတယ်။ကြည်ချံရွှမ်းဟာအိပ်ယာပေါ်မှာထိုင်နေပြီဖြစ်ပါတယ်။သူ့မျက်နှာကလူသေးလိုဖြူဖြောနေပေမဲ့သူ့မျက်လုံးတွေကတော့သူမကိုအစွဲလန်းကြီးစွာကြည့်နေပါတယ်။မင်းကငါ့ကိုကယ်ခဲ့တာလားလို့သူကမေးပါတယ်။လှုပ်တင်တာကိုလုပ်ခဲ့တာပါလို့သူမကအေးဆက်ဆက်ပဲဖြေလိုက်ပါတယ်။အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်အတူရှိနေတာကမင်းရဲ့နာမည်ကိုထိခိုက်စေတယ်။ငါအားလုံးကိုတာဝန်ယူပါမယ်လို့သူကထပ်ပြောပြန်ပါတယ်။ကျမရဲ့ဂုဏ်သိက္ခာကိုကျမဘာသာစီမံပါမယ်မင်းသား။မင်းသားကနန်းရုံးနွယ်ဝင်တစ်ယောက်ပါ။မြို့တော်မှာမင်းသားနဲ့တင့်တော်တဲ့သူရှိနေပါတယ်။ကျမလိုဘယ်သူမှမဟုတ်တဲ့သူတစ်ယောက်အတွက်နဲ့အဲ့ဒီလူကိုလက်မလွတ်လိုက်ပါနဲ့လို့သူမကပြက်ပြက်တသားပဲပြောဆိုလိုက်ပါတယ်။ကျမကိုတကယ်ကျေးဇူးဆက်ချင်နေဆိုရင်ကျမကိုမေးလိုက်ပါ။ဒီမှာဖြစ်ခဲ့သမျှအားလုံးကိုလည်းမေးပြလိုက်ပါ။ရှင်ဘဝနဲ့ရှင်ဆက်ရှင်တန်ပါ။ဒီနေ့ကစပြီးကျမတို့ဟာသူစိမ့်တွေပါပဲ။သူမဟာအဲ့ဒီလိုပြောပြီးလှည့်ထွက်ခဲ့တာအပြင်ကိုတကယ်ပဲရောက်တော့မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့3လလောက်ပဲလှမ်းရသေးတယ်။နောက်ကျောဘက်ကနေထက်ရှာတဲ့ဓာတ်တစင်းဟာအရင်ကထက်ပိုမြန်ပိုပြင်းထန်တဲ့အချိန်နဲ့ဝေရမ်းလာပါတယ်။အခြေအနေကတကယ်ကိုစိုးရိမ်စရာပါပဲမိန်းကလေး။အဲ့ဒီမှာတင်ရက်လိုက်ပါလို့အမိတ်ပေးတန်ထွက်လာပါတယ်။ကျမတို့ကြည်ပြီးလို့ပြောပြီးပြီလေလို့သူမကပြန်ပြောပေမဲ့မင်းသားအသိစိတ်လုံးဝပြန်မဝင်လာမချင်းနဲ့မင်းဟာရန်သူမဟုတ်ဘူးဆိုတာကိုငါတို့အတိမပြုနိုင်မချင်းမင်းဘယ်မှသွားခွင့်မရှိဘူးတဲ့ကျမကသွားမယ်ဆိုရင်ကောလို့သူမကမေးလိုက်တဲ့အချိန်တစ်ဖက်လူကလှုပ်ရှားဖို့ပြင်လိုက်စင်မှာပဲမြင်းခွာတန်တွေအပြေးလွှားရောက်ရှိလာပါတယ်။ချန်ရွမ်းကျမပါလောက်ဝမ်းထင်ပါတယ်။ရောက်လာသူကတော့မြို့တော်ရဲ့နာမည်ကြီးဆုံးမျိုးသမီးလေးဖြစ်တယ်လို့ကြီးချန်ရွမ်းရဲ့ငယ်ချစ်ဦးလေးဖြစ်ပါတယ်ချန်ရွမ်းရှင်အစဉ်ပြေရဲ့လားကျမကိုတေးအောင်လန့်အောင်လုပ်တာပဲကြီးချန်ရွမ်းကတော့ဘာမှပြန်မပြောပါဘူး။သူ့ရဲ့မျက်လုံးတွေကသူ့မစီမှာပဲဆွဲမြဲနေလုံးပါပဲ။လော့ဝမ်ထင်ကသူ့အကြည့်နောက်ကိုလိုက်ကြည့်ရင်မှသူမကိုတတိထားမိသွားပါတယ်
ဒါကဘသူလဲလို့မေးလိုက်တော့ကိုရန်တော်ကမင်းကလေးတော့ဒီအမျိုးသမီးငယ်ကမင်းသားရဲ့အသက်ကိုကယ်ခဲ့တာပါလို့ရှင်းပြပါတယ်လော့ဝန်ထင်ကသူမကိုအခြေဆုံးကောင်းဆုံးတေချာကြည့်ပါတယ်သူမရဲ့ရှုတွေပေးနေတဲ့ကောက်ယူဖက်နဲ့ရွှေရှင်လုံးနဲ့အဝတ်စားတွေကိုမြင်တဲ့အခါမှာတော့သူမရဲ့မျက်လုံးထဲမှာအထင်မြင်သေးတဲ့အရေးအယောင်တွေတိတိတတ်တာပေါ်လာပါတယ်။အော်ရွာကစေးကူပေးတဲ့သူပေါ့ကျေးဇူးတင်စရာကောင်းလိုက်တာရော့ဒါကိုကျေးဇူးတင်စကားအဖြစ်လက်ခံလိုက်ပါဆိုပြီးသူမရဲ့ကြောက်စိမ့်လက်ကောက်ကိုပေးပါတယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့မလိုပါဘူးလို့သူမကညှင်းလိုက်တဲ့အခါပါလေငါရဲ့ကြောက်စိမ့်လက်ကောက်ကမင်းနဲ့မတန်ဘူးလို့ပြောချင်တာလားကျမကကျမရဲ့အရေးချင်းနဲ့လူခဲ့တာပါအလူခံနေတာမဟုတ်ပါဘူးမင်းငါကိုနားလည်မှုလွဲနေပြီးငါကကျေးဇူးတင်ကြောင်းပြချင်ရုံတင်ပါဒါမှမဟုတ်မင်းကဓာတ်ထက်ပိုးလို့ချင်နေတာလားတောကလာတဲ့တချို့မိန်းမတွေဟာအာနာရှိတဲ့သူတွေနဲ့နှိစက်ဖို့အတွက်နီးလန်းမျိုးစုံတုံးတက်ကြတယ်လို့ငါကြားဘူးသားလော့ဝန်ထင်ရဲ့စကားလုံးတွေကချောမွေ့နေပေမဲ့ဓာတ်စင်းလိုထက်ရှာနေပါတယ်အနာကကိုရန်တော်တွေလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါတယ်ကျမကဘသူ့ကိုမှအတုံးချဖို့မလိုပါဘူးကျမရဲ့အနာဂတ်ကတောတောင်တွေလက်ကွင်းပြင်တွေမှာပဲရှိတာကျမကိုလိုအပ်တဲ့လူနာတွေစီမှာပဲကျမရှိနေမှာပါဘလို့နန်းတော်ထဲမှာမှရှိမနေတယ်လို့ဘလို့မျိုးသားရဲ့နောက်ွယ်မှာမှလည်းရှိမနေဘူးမင်းဘလို့တောင်ရဲတင်တာလဲမင်းဘသူနဲ့စကားပြောနေလဲဆိုတာသိရလားအဲ့ဒီလူကဘသူလဲဆိုတာသိရလားသူကအိရှိဆန်မင်းသားပဲသူကအိရှိဆန်မင်းသားဖြစ်နေလို့ပဲကျမလိုဘသူမှမဟုတ်တဲ့သူနဲ့ဝေးဝေးမှနေတင်တာပေါ့အဲ့ဒီအချိန်မှပဲကြည်ချံရွံကလင်ဖုံးသူမကိုလွတ်ပေးလိုက်ပါလို့အမိတ်ပေးပါတယ်အဲ့ဒီလိုနဲ့ပဲသူမဟာတစ်စက္ကန့်တောင်တိုးဆုပ်မနေပဲနောက်ကိုလှည့်မကြည့်တော့ပဲတောအုပ်ထဲကိုတိုးဝင်ခဲ့ပါတယ်ဘသူမှသူမကိုမတားခဲ့ကြပါဘူးနောက်ထပ်3နှစ်တာကာလအတွင်းမှာတောင်ပိုင်းကရွာပေါင်း23ရွာလူနာပေါင်း412ယောက်သူမရဲ့စေးအိတ်ကပိုလေးလာတယ်လို့ SIS တွေလည်း3ကြိမ်တိုင်လဲခဲ့ရပြီးသူမရဲ့နာမည်ကလည်းရွာဆရာဝန်မလေးကနေဒန်နာရီလာဒေါက်တာစုဖြစ်လာခဲ့ပါတယ်အိရှိဆန်မင်းသားနဲ့ပတ်သက်လို့တော့ဘာမှမကြားရတော့ဘူးသူမတွက်ချက်ကြည့်ရတဲ့လောက်သူလက်ထပ်ပြီးလောက်ပြီးလော့ဝန်ထင်းနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေလောက်မှာပါဒါကပဲကောင်းပါတယ်သူတို့ဟာကဘာချတဲ့သူတွေပဲလေအဲ့ဒီဆောင်းဦးရာသီရောက်တဲ့အထိပေါ့နေဆက်မှာစစ်ပွဲတွေဖြစ်ပွားလာတယ်ရန်သူမြင့်တက်တွေကနေဆက်တကားကိုကြော်ဖြတ်ဝင်ရောက်လာပြီးအချက်ပြမိတွေလာပေါင်းများစွာတောက်လောင်ခဲ့တယ်ဒဏ်ရာရတဲ့သူတွေအများကြီးရောက်လာခဲ့ပါတယ်သူမမှာအသက်ရှူဖို့တောင်အချိန်မရှိသလိုဆေးမိဖို့ကလည်းတညလုံးတောက်လောင်နေခဲ့ရတယ်ဆေးတတုတ်ချက်ပြီးတဲ့အချိန်မှာချက်ဝတ်တစားဝတ်ထားတဲ့အမျိုးသားတယောက်ဝင်လာပါတယ်သူကတော့ဒီဒေတာကိုအုပ်ချုပ်တဲ့ဗိုလ်ချုပ်ချံပါဒေါက်တာစုလုပ်ပေးနိုင်တာတခုခုများရှိမလားကျမဘာမှမလုပ်ပေးနိုင်တော့ဘူးပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့လို့တခြားဆရာဝန်တွေကပြောနေချိန်မှာသူမကတော့ဘာမှမပြောဘဲစစ်သားရဲ့အင်ဂျီကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်ဒဏ်ရာကိုတန့်စင်ပေးတယ်ဆေးထည့်ပေးတယ်ပြီးတော့ချုပ်ပေးလိုက်တယ်သူ့ရဲ့အဖျားကျသွားရင်တော့သူအသက်ရှင်နေမယ်လို့သူမကပြောလိုက်တဲ့အခါပါဒါကမဖြစ်နိုင်တာဒေါက်တာစုနေဆက်မှာကျွန်တော်ရဲ့စစ်တီပေါင်းတောင်းတဲ့ချီရှိနေတယ်ဒေါက်တာကိုကျွန်တော်တို့နဲ့အတူလိုက်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်လူတွေအားလုံးမှာမိဘတွေရှိကြတယ်သူတို့ဟာစစ်မြေပြင်မှာတိုက်ပွဲဝင်ရင်တည်ဆုံသွားတာကိုကျွန်တော်လက်ခံနိုင်ပေမဲ့သူတို့တွေတဲအိုထဲမှာဝေဒနာတွေခံစားရင်းတဖြည်းဖြည်းတည်ဆုံသွားတာကိုတော့ကျွန်တော်ဒီအတိုင်းမကြည့်နေနိုင်ဘူးအဲ့ဒီစကားတွေကသူမရဲ့ရင်ဘတ်ကိုတိတ်တိတ်ထိမှန်သွားပါတယ်သူပြောတာမှန်ပါတယ်ဒီလောကကြီးမှာစစ်မြေပြင်ထက်ကျမကိုပိုလိုအပ်တဲ့နေရာဘယ်မှရှိအောင်မလဲအဲ့ဒီနောက်မှာတော့သူမရဲ့ဘဝကလုံးဝပြောင်းလဲသွားပါတယ်တညကို2နာရီပဲအိပ်ရပြီးလက်မရှိတဲ့တွေးဆုံမှုတွေကလည်းဘယ်တော့မှမစင်တော့ဘူးလူပေါင်းမရေမတွက်နိုင်အောင်ကယ်ခဲ့ပါတယ်စစ်သားတွေကသူမကိုတေမင်းရဲ့တန်ဘက်လို့တောင်ခေါ်လာကြတယ်ဘာလို့လဲဆိုတော့သူမဟာလူတွေကိုတေမင်းလက်ထဲကနေပြန်ဆွဲထုတ်ပေးလို့ပါပဲသူမဟာယာဒူးတွေလည်းအမြန်တက်လာပြီးတက်လုံးရဲ့အစစ်မြစ်ဆေးဘက်ဆိုင်ရာအရာရှိဖြစ်လာခဲ့ပါတယ်အဲ့ဒီနေ့မတိုင်ခင်အထိပေါ့ဒေါက်တာစုမြင်မြင်လုပ်ပါဦးမင်းသားက